ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုခရစ်တော်နာမနဲ့မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကျွန်တော်စီးရင်လို့အားရပါရပြောချင်ပါတယ်ကျွန်တော်ပြောရင်ကျွန်တော်ကိုယ်တိုင်ပြန်နားမလည်မှာဖြစ်တယ်မပြောတော့ပါဘူးလို့နော်ဆိုတော့ကျွန်တော်ဗမာလိုပြောမယ်ဆိုဗမာလိုပဲနားထောင်ပါလို့နော်ဒီကောပေါ့နော်စင်ချင်ဖို့အတွက်ကျွန်တော်ဒီနေ့မနေ့ကဆရာပေးထားတဲ့ကျမ်းချက်လေးကိုကျွန်တော်ဒီ Bible study မှာပဲကျွန်တော်လေ့လာရအောင်ခွန်ပြီးမှာတော့ဘုရားသခင်ဖွင့်ပြတဲ့အရာတစ်ခုကျွန်တော်ဆက်ပြီးတော့မှသွားမယ်ပေါ့နော်ကပ္ပဦးကျမ်းအခန်းကြီးကပ္ပဦးကျမ်းအခန်းကြီး26ပိုင်းငယ်25ကပ္ပဦးကျမ်းလောက်ပါကြလားကျမ်းလောက်ပါတာလားဆိုတော့မြောက်ခိုင်းတော့ဖုန်းတွေပဲဖြစ်နေနော်โอเคကျေးဇူးတင်တယ်ဆိုတော့ကပ္ပဦးကျမ်းအခန်းကြီး26ပိုင်းငယ်25မူယိုမငေါ်လိုက်မူယိုဟုတ်ပြီကဲအားလုံးကျွန်တော်နောက်ကလိုက်ဆိုရအောင်နော်အတန်ကြဲကြဲလေးပေါ့ဒီဖျားเจ้าမှာတိုးတိုးပဲပြောရမယ်ဆိုတဲ့စီကံချက်ထုတ်ထားတာရှိလားမရှိပါဘူးနော်ရှိရင်တော့ကျွန်တော်လည်းတိုးတိုးလေးပဲပြောမှာလေနော်ဟုတ်ပြီကဲအားရပါရလိုက်ဆိုရအောင်ထိုအရ၌ရစ်ပလင်ကိုတည်၍ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြု၏တဲကိုလည်းတည်ဆောက်၍ကျွန်တို့သည်ရေတွင်ကိုတူကြ၏တစ်ခေါက်ပြန်လေးဆိုမယ်နော်ထိုရ၌ရစ်ပလင်ကိုတည်၍ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြု၏တဲကိုလည်းတည်ဆောက်၍ကျွန်တို့သည်ရေတွင်ကိုတူကြ၏ဟုတ်ပြီဒါအခု Bible study မှာတော့ Bible study မှာကျွန်တော်ဒီအချက်လေးကိုလေ့လာမယ်ပြီးရင်ကျွန်တော်တို့ဒီကွန်ပျူတာရင်ပေါ့နော်တခြားဘုရားခင်ဖွင့်ပြတဲ့အကြောင်းအရာတစ်ခုကျွန်တော်ဆက်ပြီးပြောပါမယ်လို့ကဲအားလုံးလက်သီးလေးတွေဆောက်ရအောင်ဘယ်ရလို့ထိုးဖို့မဟုတ်ဘူးနော်ဆန္ဒရှင်ကိုယ့်အကူထိုးလို့ရတယ်နော်ဆိုတော့ကဲအားလုံးလိုက်ဆိုမယ်ရစ်ပလင်တည်တယ်တဲဆောက်တယ်ရေတွင်းတူးတယ်ခတ်ပိတ်လိုက်ရစ်ပလင်တည်တယ်တဲဆောက်တယ်ရေတွင်းတူးတယ်ဒီမှာရှိတဲ့တောင်ပေါ်သားတွေတော်တော်ပြီးတာပဲဗျာတနေရာမှာကျွန်တော်ကျမ်းလာတင်တော့လိုက်ဆိုတော့ဇစ်ပလင်တည်တယ်ကနေစတာဆိုတော့ဟုတ်ပြီရစ်ပလင်တည်တယ်တဲဆောက်တယ်ရေတွင်းတူးတယ်ကဲတစ်ခေါက်ပြန်ပြောကြည့်အောင်ရစ်ပလင်တည်တယ်တဲဆောက်တယ်ရေတွင်းတူးတယ်ဒီသုံးချက်လေးကိုကျွန်တော်လေ့လာရအောင်နော်အခုနိုင်ပဲမိနစ်40လောက်ပေါ့ဆိုတော့အခုဖတ်သွားတဲ့ကျမ်းချက်ကဘု து အကြောင်းကိုသိလားပြောပါဘု து အကြောင်းလဲကဲတစ်ယောက်ကအာဗြဟံလို့စလိုက်ပြီဆရာကဣဇက်နောက်တစ်ယောက်အများကြီးပြောလို့ရတယ်အာဒန်နဲ့အေဝါတွေချုပ်ပြောလို့ရသေးတယ်လေအများကြီးရှိတဲ့ကျမ်းစာထဲမှာနာမည်တွေပြောပါဦးဘယ်တော့မိမိငါတို့ဖြေကြမလို့ပါဘူးဆိုတဲ့သဘောလားအဲ့တော့တိကပတ်ဆက်တာလားကဲလို့ပါဘယ်သူအကြောင်းလဲဂျေကော့ဟုတ်ပြီဂျေကော့ဆိုတော့ဘယ်သူလဲယာကုပ်ဟုတ်ပြီယာကုပ်ကျေးဇူးတင်တယ်အခုဖတ်သွားတဲ့ကပ္ပဦးကျမ်းခန်းကြီး26ပတ်ငယ်25ဣဇက်အကြောင်းဖြစ်ပါတယ်လို့ဘယ်သူအကြောင်းလဲပြောတာပြောတာနားမပြောဘူးဟုတ်ပြီအဲ့တော့ဣဇက်အကြောင်းဖြစ်တယ်ဣဇက်ကသူဘယ်အရက်ဘယ်ဒေသကိုပဲရောက်ရောက်အမြဲတမ်းဣဇက်မှာတွေ့ရတဲ့အရာ၃ခုရှိတယ်ဒီဌာနဆောင်တော့သိရေးကြည့်တယ်အခုကျွန်တော်တို့တော်များများကိုကြည့်လိုက်ရင်ကျွန်တော်မှတွေ့ရတာပါလဲဆိုတော့အိမ်ကောင်းကောင်းရှိတယ်ကောင်းကောင်းရှိတယ်credit block ကောင်းတယ်ဘာညာပေါ့နော်ဆိုကျွန်တော်ဒါတွေကိုကျွန်တော်တို့နည်းနည်းဖော်ထုတ်တတ်တယ်သူများမမြင်တော့မှကိုကမြင်အောင်လိုက်ပြနေတဲ့သဘောရှိရတာအခုကဣဇက်ကဣဇက်မှာတခြားဟာတွေမြင်ရတာမမြင်ရတာကျွန်တော်မသိဘူးဣ
ဒါပေမဲ့ဤဆက်မှာထင်ရှားအဲ့သုံးခုရှိတယ်ကျွန်တော်တို့ကိုယ့်ရဲ့ life ကိုပြန်စဉ်းစားကိုကဘုရားနဲ့ဆိုင်တဲ့သူဖြစ်တယ်ဆိုတာဘယ်အရာတွေကပြနေတာလဲဒါသိဖို့အရေးကြီးတယ်သိဖို့အရေးကြီးတယ်ဆိုတော့ဤဆက်ကဘယ်ရပ်ဘယ်တော့မှပဲရှိလူတွေကသူ့ကိုကြည့်ပြီးမြင်နိုင်တဲ့အရာသုံးခုကအဲ့ဒါပဲနံပါတ်1ကနံပါတ်1ကဘာလို့လဲဟာလို့ပါဗျာဒါဆေးရုံမဟုတ်ဘူးဒါဆေးရုံမဟုတ်ဘူးခင်ဗျာအတန်တိုးကြမလို့ဘူးဘယ်နဲ့ဗျာဒါဆေးရုံမဟုတ်ဘူးလူနာတယောက်မှမရှိဘူးပြောဘာလို့တော့ဒီငင်းတက်နေတာတော့ဆရာငါတို့ကညီသက်ချင်းအပြည့်နဲ့ဒါမျိုးလားလှုပ်ဆန်းမှာပဲလေဟုတ်ပြီနံပါတ်1ကပါလေရစ်ပလင်ပြီးတယ်နှစ်ကတဲဆောက်တယ်သုံးကရေပြီးလို့တယ်အဲ့ဒါအမြင်နဲ့တွေ့ရတယ်ဆိုဒီနေရာမှာအဆင့်ကြော်လို့မရအောင်နံပါတ်1ကရစ်ပလင်ပဲဘယ်ရောက်အရင်ဆုံးကရစ်ပလင်ပဲရစ်ပလင်နှစ်ကတဲဆောက်တယ်သုံးကရေပြီးလို့တယ်ဆိုကဲကျွန်တော်ပြောရအောင်ဤဆက်ကဘယ်သူနဲ့ဆိုင်နေသူလဲပြောပါဘယ်သူနဲ့ဆိုင်နေသူလဲထာဝရဘုရားနဲ့ဆိုင်တော်သူကျေးဇူးတင်တယ်ဤဆက်ကိုဘုရားသခင်အသုံးပြုလားအသုံးပြုလားအသုံးပြုတာပေါ့သိကြတာပေါ့ဒါဆိုဘုရားသခင်ဘယ်သူ့အသုံးပြုလဲဟုတ်ကဲ့ပြန်ပြောမယ်ဤဆက်ကဘယ်သူနဲ့ဆိုင်နေသူလဲဤဆက်ကိုဘုရားသခင်အသုံးပြုလားဒါဆိုဘုရားသခင်ဘယ်သူ့အသုံးပြုလဲအဲ့ဒါကိုဆွဲထုတ်နေတာပြန်မိမယ်ဤဆက်ကဘယ်သူနဲ့ဆိုင်နေသူလဲဤဆက်ကိုဘုရားသခင်အသုံးပြုလားဒါဆိုဘုရားသခင်ဘယ်သူ့အသုံးပြုလဲသူနဲ့ဆိုင်တဲ့သူကိုအသုံးပြုတယ်ဒါပဲဆိုတော့ဤဆက်ကိုဘုရားသခင်အသုံးပြုတယ်ဆိုတာနဲ့ပဲကျွန်တော်တို့ဂျင်းနဲ့ပြီးတော့မဟုတ်ဘူးကျမ်းစာထဲမှာရှင်ဘောလူဘုရားခင်သုံးတယ်ဘယ်သူ့အသုံးလဲဆိုတော့သမိုင်းတစ်ခုနဲ့ကျွန်တော်နားလည်ပြီးတော့မဟုတ်ဘူးသူတို့ဘုရားခင်ဘာဖြစ်လို့သုံးတာလဲဘုရားကသူနဲ့ဆိုင်လို့ဒါဆိုရင်လူတယောက်ကဘုရားသခင်အသုံးပြုခြင်းကိုခံရဖို့တဲ့အဲ့ဒီလူတယောက်ကပထမဆုံးရှိရမယ့်အရေးချင်းကပါတယ်သူကဘယ်သူနဲ့ဆိုင်ဖို့လဲဘုရားနဲ့ဆိုင်ဖို့အဲ့ဒါအရေးကြီးတယ်ကိုယ့်ရဲ့ life ကကိုကဘယ်လိုလူနဲ့သက်ဆိုင်တယ်ဆိုတာထက်ဘယ်လောက်နာမည်ကြီးတဲ့လူနဲ့ကိုကဘယ်လောက်သိတယ်ဆိုင်တယ်ဆိုတာဘုရားနဲ့ကိုကဆိုင်တဲ့သူဖြစ်တယ်ဆိုတာအရင်ရှင်းဖို့လိုတယ်ဟာလေလုယာအရင်ရှင်းဖို့လိုတယ်ကိုယ့်ရဲ့ life ကကိုကဘုရားနဲ့ဆိုင်တယ်ဆိုတာမရှင်းရင်ကိုယ့်ရဲ့ဖြစ်တည်ခြင်းတွေအားလုံးအလကားပဲကျွန်တော်တက်တာဘာဖြစ်လို့မင်္ဂလာရှိလဲဘုရားနဲ့ဆိုင်လို့ဘာလို့ကောင်းကင်ရောက်ဖို့သိကြနေရလဲဘုရားနဲ့ဆိုင်လို့ဘာဖြစ်လို့မနဲ့ဖြန်တဲ့ကျွန်တော်မစိုးရင်လည်းဘုရားနဲ့ဆိုင်လို့အဲ့ဒါအရေးကြီးတယ်ဘုရားနဲ့ဆိုင်လို့โอเคအဲ့တော့ပြန်ပြောမယ်ဘုရားသခင်ဘယ်သူ့ကိုအသုံးပြုလဲသူနဲ့ဆိုင်တဲ့လူကိုအသုံးပြုတယ်ကဲဒီမှာရှိတယ်အားလုံးဘယ်သူနဲ့ဆိုင်တဲ့လူလဲကဲကျွန်တော်ဘုရားနဲ့ဆိုင်တဲ့လူကွာကြက်လက်ထောင်ရအောင်ကဲဂျေဇုတင်တယ်ဗျာဟာလေလုယာဟုတ်ပြီတချို့ကသိမဆိုင်ဘူးโอเคကျေးဇူးတင်တယ်အဲ့တော့ဘုရားနဲ့ဆိုင်တဲ့သူတွေဖြစ်တယ်ဆိုတော့ဘုရားနဲ့ဆိုင်တဲ့သူတွေတွေ့ရတဲ့လက္ခဏာ၃ခုကရစ်ပလင်တွေတရားဆောက်တဲ့ရည်ရင်းတူတယ်โอเคအဲ့တော့ရစ်ပလင်ပြီးတယ်ဆိုတာတမောင်းဖြစ်ကာလမှာပြောချင်ပါတယ်လူတယောက်ကရစ်ပလင် altar ပေါ့နော်ရစ်ပလင်တည်နေပြီဆိုရင်သေကြတယ်သူဘယ်သူနဲ့ဆက်သွယ်နေတာလဲသေကြတယ်ရစ်ပလင်ဆိုတာလူနဲ့လူကြားထဲမှာရှိတဲ့အရာပေါ့လူနဲ့ဘုရားနဲ့ကြားထဲမှာရှိတဲ့အရာဘေးကလူကသူ့ကိုကြည့်လိုက်တာနဲ့ရစ်ပလင်တီဆောက်နေတဲ့လူကဘေးကလူကသူ့ကြည့်လိုက်ပြီဆိုရင်သေကြတယ်သူဘုရားနဲ့ဆက်သွယ်နေပြီဒီလူကဘုရားနဲ့ဆိုင်တဲ့သူပဲဆိုတာကိုရစ်ပလင်တီပြီးတက်တယ်ထူတယ်ဒီနေ့အချိန်ကာလမှာကျွန်တော်တို့ဟာတမောင်းခေတ်ကာလကလို့ကြောက်တုံးကြီးတွေရှာပြီးတော့မှတီဆောက်ပြီးတော့မှရစ်ပလင်တီမဲ့အချိန်မဟုတ်တော့ဘူးဒါဆိုရစ်ပလင်ဆိုတာဘာလဲဆိုရိုးရိုးလေးပဲပြောမယ်ကိုးကွယ်ခြင်းရဲ့တက်တယ်ဖြစ်တယ်ဘာရဲ့တက်တယ်လဲကိုးကွယ်ခြင်းဒါဆိုရစ်ပလင်ဆိုတာဘာပြောတာလဲကိုးကွယ်ခြင်းကိုပြောတာဒါပဲရစ်ပလင်ကဘာလဲကိုးကွယ်ခြင်းဒါဆိုကျွန်တော်တို့ကအခုကျေးဇူးတော်ကာလမှာရစ်ပလင်တည်တယ်ဆိုတာဘယ်သူ့ကိုကိုးကွယ်တာပြောတာလဲအဲ့ဒါပဲဖခင်ကိုကိုးကွယ်နေတဲ့လူကရစ်ပလင်တည်ဆောက်နေတာကိုပြောတာအခုကဘာမှာလေအစေခံခြင်းနဲ့အယံများတယ်တကယ်ပါကျန်တဲ့တော်တွေတက်တယ်တင်နေတက်ကြတယ်နှုတ်ကတော်တွေပါတိလိုက်ပြီဆိုအစေခံဖို့အယံစဉ်းစားကြတယ် forgot ဖခင်အတွက်အကြည့်ကျစဉ်းစားတယ်ဒါပေမဲ့ကိုးကွယ်ခြင်းဆိုတဲ့အရာလေးနည်းနည်းလေးနဲနေအောင်တွေ့ရတယ်အမှုတော်ဆောင်တွေလဲသွားတယ်အမှုတော်ဆောင်တွေ best life ဖြစ်သွားတယ်ဘုရားအသုံးပြုတော့ဘူးဆိုတာကနစာပြတ်သွားလို့မှမဟုတ်တာထောက်ပံ့ခြင်းတွေရလိုက်လို့မဟုတ်ဘူး
ဘာပြောက်သွားလို့လဲရစ်ပလင်ပြတ်သွားလို့ဖြစ်တယ်ကိုယ်ကိုယ်ချင်းတက်တာကြောက်သွားလို့ဒါတော့ဒီကနေ့ကျွန်တော်ရဲ့တက်တာမှာကိုယ်ကိုယ်ချင်းအရေးကြီးပါတယ်အဲ့တော့ကိုယ်ကိုယ်ချင်းနဲ့ပတ်သက်ရင်ကဘာမှာဟိုမှန်တဲ့အရာရှိသလိုမှားယွင်းမှုတွေလည်းအများကြီးတွေ့ရတယ်အများကြီးတွေ့ရတယ်အများကြီးမပြောပါဘူးကျွန်တော်ရိုးရိုးလေးပဲစဉ်းစားမယ်ကိုယ်ကိုယ်ချင်းနဲ့ပတ်သက်ရင်သခင်ယေရှုကပြောပါတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၄မှာယာကုပ်အမျိုးသမီးယာကုပ်ယေဘရနာမှာရှမာရိအမျိုးသမီးနဲ့ပြောတဲ့စကားကဲအားလုံးလည်းဆိုရအောင်နော်ဘုရားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏ဘုရားသခင်ကိုကိုးကွယ်တော်သူတို့သည်နံဝိညာဉ်နှင့်၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဘုရားသခင်နံဝိညာဉ်ဖြစ်တယ်တဲ့ခန္ဓာမျက်စိနဲ့မြင်နိုင်လားပြောပါမြင်နိုင်လားမမြင်နိုင်ဘူးခန္ဓာမျက်စိနဲ့ကျွန်တော်တို့ကခန္ဓာအတွေးနဲ့ဘုရားသခင်ရဲ့ပုံကိုပေါ်လို့ရလားမရဘူးဘယ်လိုဟာမျိုးမှမမှီနိုင်ဘူးလေသူ့ရဲ့လှပခြင်းသူ့ရဲ့ဖြစ်တည်ခြင်းသူ့ရဲ့ကောင်းမြတ်ခြင်းသူ့ရဲ့စုံလင်ခြင်းကိုကျွန်တော်တို့ရဲ့အကောင်းဆုံးအတွေးခေါ်နဲ့ပုံပေါ်လို့ဘယ်လိုမှမမှီနိုင်ဘူးဒါဆိုဘုရားသခင်ခန္ဓာမျက်စိနဲ့မြင်ရလားမြင်ရလားမမြင်ရဘာလို့ကိုယ်ကွယ်နေမေးပြစေဟုတ်ပြီ yes ပြောပါဘာဖြစ်လို့ဘုရားကမမြင်မဲနဲ့ကိုယ်ကွယ်နေဒီကမ္ဘာလောကကြီးမှာကိုယ်ကွယ်နေရတဲ့အရာကိုမျက်စိနဲ့မမြင်ဘူးလားမြင်ရလားဒီနေ့ကမ္ဘာကြီးတစ်ခုလုံးမှာရှိတဲ့တော်တော်များများလူတွေကသူတို့ကိုယ်ကွယ်တဲ့အရာကိုသူတို့မျက်စိနဲ့မမြင်ဘူးလားမြင်ရလားမြင်ရတယ်လေမင်းတို့ဘုရားပြဆိုပြကြမရှိလားသူတို့မှာရှိလားရှိတယ်ကျွန်တော်မဖြေနိုင်တာဗမာစကားပြောက်သွားလို့လည်းမဟုတ်တော့ဘူးဗျာလုံးဝမဖြစ်နိုင်မလားကြီးရတော့เนาะဆိုတော့ okay အဲ့တော့သူတို့ကိုယ်ကွယ်တဲ့အရာကိုသူတို့ပြစရာမရှိလားရှိလားမျက်စိနဲ့မြင်အောင်ပြစရာသူတို့မှရှိလားရှိတယ်ကျွန်တော်မှရှိလားမရှိဘူးမင်းတို့ကိုယ်ကွယ်တဲ့ဘုရားပြစရာရှိလားမရှိဘူးမြင်ရလားမြင်ရဘာဖြစ်လို့ကိုယ်ကွယ်တယ်မမြင်ရမလဲစဉ်းစားကြည့်နော်ဒါတိတ်နဲ့နဲတယ်တိတ်နဲ့နဲတယ်ဘာမှမမြင်ရဘူးဟာပါလေဘာဖျားတော့လာဘာသူတို့ဖျားပါမှာလေဘာမှကြားကြမရှိဘူးတချို့အမေလည်းရရှိတာကဘာမှဆိုယေရှုပုံမျိုးထိုးပြတာမလုံးနဲ့နော်တိတ်ကြောက်စရာကောင်းတယ်အဲ့ဒါမျိုးလုံးဝမလုံးမိပါစေနဲ့ဘာကြောင့်လဲဆိုတော့လေကျွန်တော်တို့ရဲ့ပြဿနာကလေအဲ့ဒီပုံကြီးကိုကျွန်တော်တို့တော်တော်များများဘယ်သူထင်နေကြလဲယေရှုကိုထင်နေကြတာကျွန်တော်အဲ့လိုပြောလို့ကျွန်တော်ကဲ့ရတာမဟုတ်ဘူးနော်ကဲ့ရတာမဟုတ်ဘူးဝေဖန်တာမဟုတ်ဘူးအဲ့ဒီပုံစုပ်ဖြဲပစ်ဖို့ဟိုမီးရှို့ပစ်ဖို့ကျွန်တော်ပြောနေတာမဟုတ်ဘူးထားဖို့အနှထားဖို့ဘာဖြစ်တော့ဒါမှကျွန်တော်အပြတ်ပြောနေတယ်အဲ့ဒါယေရှုလုံးဝမဟုတ်ပါဘူးအဲ့ဒီပုံကယေရှုလုံးဝမဟုတ်ပါဘူးမဟုတ်ကျွန်တော်ကြုံရတဲ့အတွေ့အကြုံတွေပြောပြချင်ပါတယ်ရန်ကုန်မှာလေမောင်တော်လေးလမ်းဆိုရှိတယ်ကြားဘူးလားကြားဘူးထားပါတော့မောင်တော်လေးလမ်းဆိုမိမှာဆိုလို့ပြန်ပြောပြတယ်နော်အမေရိကရောက်ပြီးရန်ကုန်မြို့ကိုမိမှာဆိုတော့လမ်းကြုံနေတဲ့ခါလဲမိတ်ဆက်မောင်တော်လေးလမ်းနဲ့ကိုကျုံလမ်းတောင်းရှိတယ်အဲ့ဒီတောင်းမှာပုံနေရောင်းနေနေတာရှိတယ် picture တွေပေါ့နော်ဒီ world map တို့ country map တို့အဲ့ဒါမျိုးတွေရောင်းနေဆိုင်ရှိတယ်အဲ့ဒီမှာရောင်းနေလူကသူ့ဘာဟိုကဘာမှာရှိတဲ့သူလက်လမ်းပြတဲ့လောက်ဖျားတွေရဲ့ပုံမှာသူရောင်းတာဘလို့အော်ရောင်းနေတယ်လားလာဖျားတွေရမယ်ဖျားတွေရမယ်ကြိုက်တဲ့ဖျားမျိုးစိုက်အစုံရှိတယ်သူကလူတယောက်ဖြတ်လာတဲ့ဗုဒ္ဓဘာသာထင်သူကခဲဘောဓမကုံကြီးဆွဲထုတ်တာအစ္စလာမ်လို့ထင်တာနဲ့သူကအလာပုံကြီးဆွဲထုတ်တာလူတယောက်ကခါရဲ cross တွေပိုင်းနဲ့ရောက်လာပြီဆိုတော့ဒါခရစ်ယာန်လို့ယေရှုပုံကြီးဆွဲထုတ်တာကဲလာကြိုက်တဲ့ယေရှုယူနော်အစုံရှိတယ်900နဲ့ယေရှုရှိတယ်1000နဲ့ယေရှုရဲ့1500နဲ့1000ယေရှုရဲ့ကြိုက်တဲ့ယေရှုယူဆိုတော့အဲ့မှာကျွန်တော်နန်းကြည့်တော့အဖွားကြီးတယောက်ကသူကဘာယေရှုကိုကြိုက်တယ်ဆို2000ယေရှုကိုကြိုက်တာအကြီးဆုံးလေ2000ယေရှုကိုကြိုက်တာသူ့မှာ1500ပဲပါတယ်ကော်ဆူမောပတ်စံလေဘယ်မှာပဲ1500ပဲပါတယ်ဒါနဲ့သူကဘာလုပ်လဲဆိုတော့ဟေးငါ့အဲ့ဒီအကြီးဆုံး2000ယေရှုငါ့ကို1500နဲ့ပေးဆိုရောင်းတဲ့လူကကလားမလျှော့ဘူးမရဘူးလေဆိုတော့တခါလေအဖွားကြီးမရရင်မဝယ်ဘူးဆိုထွက်တော့ဒါနဲ့ကလားပြန်ခေါ်တယ်လာခဲ့လာခေါ်တော့2000နဲ့ယေရှုက1500နဲ့အစစ်ခံရပြီကလားနောက်ကနေဘယ်သူနောက်ပါသွားတယ်အဖွားကြီးနောက်ပါသွားပါဘူး
အပွားရချစ်ချင်တဲ့အဲ့ပုံမျိုးလိမ့်ပြီးအိမ်မတည်သွားတယ်အိမ်ထဲကြောင့်အားရပါရသူ့အိမ်ရှေ့သုံးခန်းမှာအကြီးကြီးအဲ့ပုံမျိုးချိတ်ထားပြီးတော့တော်တော်ကျဉ်းနှံ့သွားတယ်ဒီနေ့ကနေစပြီးငါတို့အိမ်မှာဘယ်သူရှိပြီလဲယေရှုရှိပြီဆိုတော့တော်တော်ကိုဝမ်းနည်းစရာကောင်းတယ်ဒီကိစ္စတွေကဲတနေ့နေရောက်လာတဲ့အခါမှာမိသားစုရဲ့အကုန်လုံးကဘုရားကျောင်းသွားကြတယ်ယေရှုကဘာမှကြံခဲ့တယ်ကဲယေရှုအဲ့တော့တမိသားစုလုံးဘုရားကျောင်းသွားမယ်နေရအိမ်ဆောင်ပြန်လာလို့ပစ္စည်းတစ်ခုခုပြောက်တော့နင်းတောင်းမယ်လားသွားမယ်ချစ်တော်ကြီးကလည်းမလို့ကမ္ဘာလောကကြီးဖန်ဆင်းတဲ့နေဆာထာဝရတည်တဲ့ဘာမှမရှိခင်တည်းကရှိပြီးသားဖြစ်တဲ့ဘာမှမရှိတော့ရင်တော့ဆက်ပြီးရှိနေမှာဖြစ်တဲ့ယေရှုကကျွန်တော်ထားတဲ့နေရာမှာနေတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးရေနဲ့ပဲ့ရင်ဆိုသွားနိုင်တဲ့အရာမျိုးမဟုတ်ဘူးမီးရှို့ရင်နောင်သွားနိုင်တဲ့အရာမျိုးမဟုတ်ဘူးပြဿနာကျွန်တော်တို့အတွေးထဲမှာလေဆူတောင်းလိုက်ရင်အဲ့ဒီပုံကြီးကိုကျွန်တော်သွားမြင်နေတာဗျတော့တခင်ရှိကနောက်ဆုံးကာလမှာဟိုမှာခရစ်တော်ပေါ်လာမယ်ဒီမှာခရစ်တော်ပေါ်လာမယ်အတူတူပဲတော့အဲ့ဒါတွေကကျွန်တော်ကတခြားလူပြောတယ်ဒီကောင်ကရုပ်တုကိုးကွယ်တာပါတဲ့အပြက်ကိုပြောတာကျွန်တော်တို့ကတခြားဘာသာဝင်တွေကိုယ်တိုင်မသိမသာနဲ့ကိုးကွယ်နေတာမကောင်းတိတိတတ်တာကြီးကိုကွယ်နေတာကျွန်တော်တို့ဝမ်းနည်းစရာပါနော်မှန်တော့ကိုးကွယ်ရင်ဘုရားသခင်နာဝိညာဉ်ဘုရားဖြစ်တယ်ခန္ဓာမျက်စိနဲ့လုံးဝမမြင်ဒီနေ့များသောသူတွေကဘုရားအားကိုးတယ်အားကိုးခြင်းကိုယ့်ရဲ့အသက်တာရဲ့ပြည့်စုံတဲ့အနာဂတ်တွေကိုမျက်စိနဲ့မြင်နေရတဲ့အရာအကောင်ထင်းမြင်နေရတဲ့အရာကိုကျွန်တော်အားကိုးကြတယ်အဲ့ဒီကိုယ်ွယ်ခြင်းတော့မှာပဲကိုယ့်ရဲ့အသက်တော်ကျင့်တတ်စွာထားကြတာဒီနေ့အဲ့ထက်ထွက်လာရမယ်ကားရိုင်တော်တရားနဲ့ဂျေဇုတရားကအဲ့ထင်းကနေကျွန်တော်တို့ကိုဆွဲထုတ်နေတာဖခင်ကမမြင်ရဘူးကျွန်တော်ရဲ့အစင်လာနဲ့လုံးဝမတူဘူးဖခင်ကမမြင်ရဘူးခန္ဓာမျက်စိနဲ့ဘယ်လုံးမှမမြင်ရဘူးဒါပေမဲ့သူတကယ်ရှိနေတယ်နေစာထာဝရတည်တယ်မျက်စိနဲ့မြင်ရတဲ့တခဏတော့တခဏပဲမျက်စိနဲ့မြင်တဲ့အရာမှန်သမျှအားလုံးကမြင်နိုင်တဲ့အရာမှန်သမျှအကုန်လုံးကတခဏပဲမမြင်နိုင်တဲ့ဘုရားကထာဝရရှိနေတာအဲ့ဒီပုံမှာစိတ်ချပြီးဘုရားကိုကိုးကွယ်နေတာမမြင်ရပြီမဲ့သူတကယ်ရှိနေတယ်သူငေါ့မားစားနေရလို့စိတ်ချနေတာဟာမှန်တော့ကိုးကွယ်ခြင်းရဲ့အခြေခံအကျဆုံးရဖြစ်ပါတယ်ဒီနေ့ကမ္ဘာမှာမှန်တော့ကိုယ်ွယ်ခြင်းနဲ့ပတ်သက်လာရင်ကိုယ်ွယ်ခြင်းကိုခံတဲ့မမြင်ရတော့လည်းပဲရှိနေတယ်ကိုယ်ွယ်ခြင်းကိုခံတဲ့ဖရာတဲ့ကိုယ်ွယ်တဲ့နေရာတွေကပို့ပြီးလာဖြစ်နေတယ်ဆိုတော့တွေ့ရတယ်နေရာကအဓိကမဟုတ်ပါဘူးကျွန်တော်ကလေးမျိုးရောက်သွားတဲ့အခါမှာကလေးမျိုးမှာကောင်းတဲ့တောင်ရှိတယ်စွတ်တောင်းတောင်ဇန်ငယ်ရဇန်ငယ်နော်ဆိုတော့ကျွန်တော်လည်းတစ်လုံးနှလုံးသိရလေးကိုပြောမယ်နော်ချင်းလို့ဆိုတော့အဲ့တော့ပေါ်ကပ်တဲ့ကိစ္စစပါနံဘန်မီနမ်ချီကျွန်တော်တို့တိတိမျိုးလေးနဲ့ပုံရတယ်ဗျကျွန်တော်ကိုဆရာဇော်ဝင်းကြတော့ဘဝနဲ့ယဉ်ထားတော့စင်းရင်စကားသူအကုန်ရတယ်နော်ဆိုတော့အဲ့ကျွန်တော်တို့လည်းကပ္ပပင်ဂျူဂျာမန်ဘရစ်တစ်ပမာကောကဗျာအနုပင်ဗမာမွန်ရှမ်းကရင်ကဗျာကိပင်ဇိုမီဟီနန္ဒဆိုတော့အခုဖခင်ကတာမန်မျက်စိနဲ့မမြင်အောင်ရှိနေလို့မှအဲ့တော့ကလေးမျိုးမှကြီးလိုက်ကာမန်ဆူတောင်းတော့ကောင်းတယ်ကျွန်တော်လည်းအဲ့လိုဆူတောင်းတယ်ရန်ကုန်မှာလည်းဆူတောင်းတဲ့ဟိုနေရာတွေတိတက်လောက်ထားရှိရလေကျွန်တော်သွားပါတယ်တကယ်ကျွန်တော် quiet time alone with God ဖခင်နဲ့ကျွန်တော်အချင်းယူတယ်ရောက်ပါတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်သိဖို့ကများတချို့သောကလေးမျိုးမှာရှိတဲ့ခရိယန်တွေအတွက်ဖခင်သခင်ကလေးမျိုးမှာမရှိဘူးဘာမှမရှိလဲဆိုရင်ကာမတောင်မှာပဲရှိအဲ့တော့ဖခင်သခင်နဲ့တွေ့ရင်သူတို့ဘယ်ကိုသွားရလဲကာမတောင်သွားပြန်တော့ဖခင်သခင်မှာကြံခဲ့တယ်ကာမတောင်တချို့လူနာတွေကိုထမ်းစင်ကြီးနဲ့ကာမတောင်ထိယူသွားရတယ်ဖခင်သခင်မာနာကြီးတယ်ဗျကလေးမျိုးမစင်းလားစင်းလားဆိုတော့မျိုးမဟုတ်ဘူး
ပြောလို့သွားပါဒါပေမဲ့ဒီလိုလုံးမဆိုတဲ့အရာရတဖြည်းဖြည်းနဲ့ဟိုရှင်မာရီမျိုးသမီးကငါတို့ကတောင်ပေါ်မှာကိုယ်ကပဲမှန်တယ်ယေရှုကြောင့်ယူဒမျိုးနဲ့လာတော့ဒီယေရုရှလင်မြို့မရောက်နိုင်တဲ့ပြဿနာမရှိမသွားနိုင်တဲ့ပြဿနာမရှိကိုရှိတဲ့ရက်ကနေယေရုရှလင်မြို့ရှိတဲ့နေရာကိုမျက်နှာမူပြီးအဲ့လိုလေးလှည့်လိုက်ရမှကျင်တတ်တာဒီကဲနေမဟုတ်တော့ဘူးမလို့ဘူးနော်မျက်စိနဲ့မြင်တဲ့ဟာတွေလုံအပ်ပါတယ်သို့တော့အဲ့ဒီပုံမှာအခြေတည်ဖို့မဟုတ်ဘူးဟာဒီဖျားเจ้าကြီးကဖျားကိုကိုယ်ပဲအရင်နှစ်သာရရှိတာပဲကိုဖျားเจ้าမစုံနေရာမှာစကားပြောနေကြတယ်ကျွန်တော်မဟုတ်ဘူးနော်ကိုယ်ကြီးခံတဲ့ဖျားကအရေးကြီးတယ်ဟာလေလုယာဒါဆိုနဝိညာဉ်ဖျားကိုနဝိညာဉ်နဲ့ကိုယ်ပဲဆိုတာပါလေရိုးရိုးလေးပဲမမြင်နိုင်တဲ့ဖျားကိုမမြင်နိုင်တဲ့နီလန်းနဲ့ကိုယ်ပဲတော့ပြောတာဒါဆိုမမြင်နိုင်တဲ့ဖျားကိုမမြင်နိုင်တဲ့နီလန်းနဲ့ကိုယ်ပဲဆိုတာပါလေယုံကြည်ခြင်း faith ယုံကြည်ခြင်းဒါပဲသူမမြင်ရအောင်ဒါပေမဲ့တကယ်ရှိနေတယ်လို့စိတ်ချတာယုံကြည်ခြင်းဖျားတကယ်အဲ့ဒါကိုသိကျင်တဲ့သိအားရတယ်သူ့ကိုတော့မမြင်ရနိုင်မဲ့သူ့ကိုစိတ်ချနေတာကိုသိကျင်တဲ့ဖျားကအဲ့ဒါဟာကိုယ်ပဲခြင်းပဲဟာလေလုယာအခုကြည့်လေရှာပဲမေရှက်ဘီနေကောခဏနေမီးနဲ့ပြစ်ချခံရတော့မယ်မီးနဲ့ပြစ်ချခံရတော့မယ်မကိုးကွယ်ဘူးနောက်တစ်ချိန်မကိုးကွယ်နဲ့သေချတယ်မီးနဲ့ချခံမှာသေတော့မှာလူဘက်ကချင်းသေတော့မှာကိစ္စမရှိချလိုက်တဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကဒီမီးတွေကနေတော့အရှင်မင်းရဲ့လက်ထက်ကနေတော့ကယ်တင်နိုင်တဲ့ဘုရားဖြစ်တယ်ချလိုက်ပါပြဿနာမရှိဘူးချလိုက်ကဲဘသူအားကိုးနဲ့ပြောနေရလဲဘေးနားမှာတရားမှလည်းမရှိဘူးဘသူအားကိုးနဲ့ပြောနေရလဲသူတို့စဉ်းစားကြည့်တို့တော့ဘယ်ရှိနေတာလဲဖျားရှိနေတယ်တို့တော့မြင်ရလားဒါဆိုသူတို့အားကိုးပြီးစိတ်ချနေတာမြင်ရတဲ့အပေါ်မှာလားမမြင်ရတဲ့အပေါ်မှာလားအဲ့ဒါကိုးကွယ်ခြင်းဟာလေလုယာအဲ့ဒါကိုးကွယ်ခြင်းချစ်တော်မိတ်ဆွေအရေးကြီးပါလေအဲ့ဒါကိုးကွယ်ခြင်းဒါဆိုသစ္စာဆိုတာပါလေလာပြီသစ္စာဆိုတာချလိုက်တဲ့ဖျားခင်တကယ်လို့အဲ့ဒီမီးလေးကနေမကယ်ဘူးဆိုရင်လည်းတဲ့ငါတို့ထားထားမဲ့ကိုးကွယ်မယ်ဒါကြီးတော့မကိုးကွယ်ဘူးတဲ့ဖျားခင်အဲ့ကနေသူတို့ကယ်မှမဟုတ်ဘူးနော်မကယ်လို့သေသွားတဲ့ပြဿနာမရှိဘူးဒီနေ့ဖျားခင်အသင်ကျမ်းမာတင်ပေးလို့ကိုးကွယ်နေတာဆင်မှားတယ်နော်တင်အိမ်ပေးလို့ကိုးကွယ်နေတာမှားတယ်တင်အမေရိကကိုပုတ်လို့ကိုးကွယ်နေဆိုမှားတယ်ဖျားခင်ကအိမ်မပေးလဲဖျားကိုပဲကိုးကွယ်မယ်အမေရိကမပို့လဲဖျားကိုပဲကိုးကွယ်မယ်ဖျားခင်ကကျမ်းမာတင်မပေးလဲကိစ္စမရှိကိုးကွယ်မယ်အဲ့ဒါအမှန်အဲ့ဒါသစ္စာဟာလေလုယာကျွန်တော်ဒီမှာမိဘတွေရှိတယ်သားသမီးတွေရှိကြတယ်ဟုတ်ပြီနော်ကြော်ပြောပြမယ်ကျွန်တော်တို့ရဲ့ကလေးတွေကိုကျွန်တော်ထမင်းမကျွေးဘူးလားကျွေးလားကျွေးတယ်နော်ကိုကလေးတွေကိုထမင်းကျွေးတာကကိုကလေးတွေကမိဘစကားနားထောင်လို့ကျွေးတာလားသားသမီးဖြစ်လို့ကျွေးတာလားအေးကိုကလေးတွေကကိုစကားကိုနားထောင်မှသာထမင်းကျွေးမယ်ဆိုရင်လေသေတာကြပြီဟုတ်တယ်မလားပြန်ကြည့်သေတာကြပြီကျွန်တော်ပြပြသေးအခုကျွန်တော်တို့ဖះကိုသိတဲ့အချိန်နဲ့စပြီးအခုချိန်ထိကျွန်တော်ဖះကောင်းကြီးခံစားဖះစကားနားထောင်တဲ့အချိန်နဲ့နားမထောင်တဲ့အချိန်ဘယ်ဟာပိုများလဲကိုယ့်ကိုသိပြီးတာပဲနားထောင်တဲ့အချိန်ကရှိရလားပြန်စဉ်းစားပါဦးဒါဆိုပြန်ပြောမယ်ကျွန်တော်တို့ဖះကိုသိတဲ့အချိန်နဲ့စပြီးအခုချိန်ထိဖះကောင်းကြီးမခံစားတဲ့နေ့ဆိုတာရှိခဲ့ဘူးလားမရှိခဲ့ဘူးကျွန်တော်တို့ဖះကိုချီးမွမ်းရဆိုတာသိတာလေးတွေပဲဆွဲထုတ်ပြီးချီးမွမ်းတာလေသိတာလေးတွေလောက်ကိုပဲဆွဲထုတ်ချီးမွမ်းတာမသိဘဲနဲ့ဖះကောင်းကြီးတွေအပြည့်ဖြစ်နေတော့တတ်တာမှာဒါဆိုရိုးရိုးလေးစဉ်းစားအဲ့ဒီကောင်းကြီးတွေကနားထောင်နိုင်လို့ခံစားနေရလားနားမထောင်ဘဲနဲ့ကိုခံစားနေရလားလူကသိနားထောင်ခြင်းတယ်နော်တကယ်ပြောတာကျွန်တော်ကအစဖះစကားအရန်နားထောင်ခြင်းတာဒါပေမဲ့နားမထောင်နိုင်ဘူးကျွန်တော်တို့အကြည့်ကျနားထောင်မယ်လို့ဆုံးဖြတ်တဲ့နေ့မှာဒေါသအထွက်ဆုံးနေ့ဖြစ်နေတယ်အဲ့ဒီကအမှားဆုံးနေ့လို့ဖြစ်နေတယ်ရှိတဲ့ကြည်ကွဲတယ်ဟေးနောက်ဘယ်တော့မှပြန်မလုပ်မဲ့ပုံစံမျိုးနဲ့အသက်ကုန်တောင်းပန်တာနောက်နေလဲထိုနည်း၎င်းကျွန်တော်တို့ရဲ့အကျင့်နဲ့နားထောင်ခြင်းပေါ်မှာဘုရားသခင်ကောင်းကြီးပေးရမယ်ဆိုရင်လေမရှိခဲ့တာကြောင့်ကျွန်တော်တို့ဒီလိုပြောလို့ဘုရားစကားကိုနားထောင်ကြမလိုဘူးဆိုတဲ့အတိတ်ပဲလုံးဝမဆောင်ဘူးနော်ကျွန်တော်ဘုရားသခင်စကားကိုနားထောင်နေဆိုတာကလေဘုရားကကျွန်တော်တို့ကိုတစုံတစ်ခုပေးဖို့အတွက်မျှော်လင့်ပြီးနားထောင်တယ်လည်းမှားတယ်
ပေးတဲ့အတွက်ကြောင့်နောက်လာလည်းမှားတယ်အဲ့တော့ဘုရားကိုကိုးကွယ်တယ်သစ္စာနဲ့ကိုးကွယ်တယ်ဆိုတာကဘုရားကကိုယ်တစုံတစ်ခုပေးလို့ဘုရားကိုကိုးကွယ်တာမဟုတ်ဘူးတလို့ပေးဖို့အတွက်မျှော်လင့်ပြီးကိုးကွယ်တယ်မဟုတ်ဘူးအဲ့နှစ်ခုစလုံးမှားတယ်ဘာဖြစ်လို့လဲကိုးကွယ်ထိုက်တဲ့ဘုရားဖြစ်လို့ကိုးကွယ်တာဟာလေလုယာတာသမီးမိဘစကားနားထောင်နေဆိုတာတခုခုကြွေးလို့မဟုတ်ဘူးကြွေးဖို့အတွက်မျှော်လင့်ပြီးလည်းမဟုတ်အဖေဖြစ်လို့အဲ့ဒီတော်ဆန်းမှု relationship အဲ့ဒီတော်ဆန်းမှုကအရေးကြီးတယ်အဲ့ဒါအရေးကြီးတယ်ဒါကြောင့်ကိုယ်ကွယ်ထိုက်တဲ့ဘုရားဖြစ်လို့ကိုယ်ကွယ်နေတာပဲသစ္စာပါလို့ပြောပြခြင်းပါလေဟာလေလုယာအဲ့တော့ကိုယ်ကွယ်ခြင်းအရေးကြီးတယ်ဆိုစာရန်စီယာမနေ့ထားစာရန်ခန်းကြီး9အငယ်3ရောက်လာအဲ့ဆိုပါအိုးထောက်တော့ဗျာနည်းနည်းအခါကျွန်တော်စကားတန်ကိုကြားလို့ရပါ යි အောက်ပိုက်တွေကြံပါသေးတယ်เนาะကျွန်တော်နည်းနည်းလေးခြုံလိုက်တာစာရန်ဆရာကမနေ့အိယာထတာနဲ့တဲ့ဘုရားကိုတန်းမြင်တယ်ဘုရားနဲ့စကားပြောတယ်ဘုရားကိုပဲတတိယကျွန်တော်မနေ့အိယာထရင်ဘာကိုတတိယရပါတယ်ကိုယ့်ဘောเนาะဆိုတော့အဲ့ဒီအဖြေကကျွန်တော်ရဲ့အရေးချင်းပဲเนาะကျွန်တော်ရဲ့ quality ပဲဆိုတော့ဟုတ်ပြီကျေးဇူးတင်တယ်အဲ့တော့မနေ့ဆံငါ63အပိုက်ငယ်9ကိုရောက်လာရောအဲ့ကြတော့ဘာပြောလဲဆိုလဲဆိုတော့အဲ့ရပေါ်မှာကိုတော်ကိုအောင်းမေးပြီညရန်တို့၌ကိုတော်ကိုစင်ကျင်နေနေသောအခါကျွန်တော်သိတဲ့လို့ကြားအဲ့ရပေါ်မှာဘယ်သူအောင်းမေးလဲကိုတော်အောင်းမေးတာကြီးစံရှယ်ပဲကိုတော်အောင်းမေးတာကျွန်တော်အဲ့ရပေါ်မှာဘာအောင်းမေးလဲဟိုကောင်မရှိဘယ်တော့ရကြရှိတယ်လို့ပါလို့တချို့အကျွေးစင်းထုတ်ပြီးပြန်ဖတ်တယ်နော်ဆိုတာအဲ့လိုမျိုးမဟုတ်ကိုတော့အောင်ပြီညရံဆိုတာကလေတော်တော်ပြမယ်ဗျာဟိုကျွန်တော်တို့ညဘက်တရေတို့ကြီးပြန်အိတ်လို့မရတဲ့ညတွေကြုံဘူးလားမျက်စိကြောင်ဘလို့မှအိတ်လို့မရဘူးအဲ့အချိန်မှာမညရအောင်ပြန်မယ်အခုတော့စာလန်ဆရာကလေမညရအောင်ပြန်မယ်အခုဒါအကြောင်းတစ်ခုတော့ရှိရမယ်ဖျားခင်ငါ့ကိုနှိုးနေတာဆိုဘုရားနဲ့စကားပြောတယ် talking with God speaking with God ဘုရားနဲ့စကားပြောတယ်သူကအခုအဲ့လိုမျိုးညတယ်လေအရင်တော့ဘယ်လိုပဲကြုံခဲ့ပေါ့နော်ဒီနေ့ညစလို့အဲ့လိုကြုံခဲ့ရင်လေကျွန်တော်တို့ဘုရားသခင်သိရင်နှိုးနေပြီလို့ခံစားပါဟာလေလုယာသူနဲ့စကားပြောဖို့အချိန်ကိုဘုရားနှိုးနေပြီလို့ခံစားပါစကားပြောပါဘုရားနဲ့သိရင် life လေအဲ့ညမှာတအားလေးနေတာလေးတကယ်ပြောတာကျွန်တော်တို့အဲ့လိုဘုရားကိုနှိုးနေပြီလို့မခံစားဘူးတချို့ဘယ်လိုဆူတောင်းနေအောင်မလဲဘုရားသခင်ကျွန်တော်အမြန်ဆုံးပြန်အိပ်ပျော်စေပါဘယ်တော့အပြင်းကြီးလဲဆိုတာအဲ့တော့အဲ့မှာဘုရားသခင်ကိုအများကြီးစကားပြောသွားလိမ့်မယ်တောင်ဆိုစာလန်ဆရာကမနေ့နဲ့ညပြီတနေ့လုံးပါလို့နေတယ်စာလန်139အပိုက်ငယ်69မှာအားလုံးလိုက်ဆိုတော့ကိုရိုကြီးတရားတော်ကိုကျွန်တော်ဒီအလွန်နှစ်သက်ပါ၏တနေ့တော့စင်ပြင်အောင်မိတဲ့နေပါ၏မနေ့ကဘုရားညလည်းဘုရားတနေ့လုံးနဲ့ဘုရားကိုရောနဲ့စင်ပြင်နေတာဆိုအဲ့ဒီလူကဘုရားနဲ့ပတ်သက်တဲ့အရာကိုပြောဖို့အမြဲတမ်းအစဉ်နဲ့ရှိတယ်သူ့ထဲမှာအမြဲတမ်းအစဉ်နဲ့ရှိတယ်အဲ့ဒါကိုယ်ွယ်ခြင်းโอเคကျေးဇူးတင်တယ်အဲ့ဒါရစ်တယ်ဒါကြောင့်ကျွန်တော်တဝချင်းတင်နေဆိုင်တဲ့ကိုယ်ွယ်ခြင်းရစ်ပလင်မိသားစုနဲ့ဆိုင်တဲ့ကိုယ်ွယ်ခြင်းရစ်ပလင်အခုလိုအသင်းတော်နဲ့ဆိုင်တဲ့စုပေါင်းကိုယ်ွယ်ခြင်းရစ်ပလင်ဘယ်တော့မှမိမငြိမ်းပါစေနဲ့ဟာလေလုယာတောင်းတော်နေအောင်သခင်ဘုရားနဲ့ထီโอเคပထမရစ်ပလင်ဒုတိယပါလေတဲတော်မဟုတ်ဘူးနော်မမားတင်နေနော်တဲတော်ကမောရှေခင်မှာစောက်တဲ့ဟာအခုကတဲတမောင်းခေတ်ကာလကတန်ရှင်းသူတွေတနေ့အောင်ခရီးသွားတဲ့အခါမှာရောက်တဲ့ရက်မှာတဲဆောက်တဲ့တက်ရင်မဆောက်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ရောက်တဲ့နေရာယာယီပဲအမြဲတမ်းမဟုတ်ဘူး။ဘုရားသခင်တို့ရှိတဲ့တခြားနေရာကိုပြောင်းရတော့မယ်ဆိုရင်အဲ့တဲကိုဖြုတ်ပြီးပြန်ထမ်းသွားရတယ်။တဲအရှင်တယ်။ရောက်တဲ့ရက်မှာအဲ့တဲကိုပြန်ဆောက်တယ်။ဆိုတော့အဲ့တဲကိုပြောတာဆိုတော့ဣဇာလည်းတဲဆောက်တယ်။ဒါဝိညာဉ်ရေးအတိတ်ပဲနဲ့ဘာကိုပြောနေလဲဆိုတော့ပြောမယ်နော်အဲ့တဲကအမြဲတမ်းလားယာယီလားယာယီသို့တော့အဲ့ဒီယာယီရှိတဲ့ခဏမှာတော့အဲ့တဲဒီခိုင်ခန့်ဖို့တော့အရေးကြီးတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ရေတံမိုးတံလေတံဆိုတာရှိတယ်။ဒီကနေ့လေကျွန်တော်တို့ရဲ့အသက်တာအသီးသီးဟာလောကမှာယာယီတဲပါမကြပါဘူးယာယီတဲပါ။
သို့တော်ရှိတဲ့ခဏမှာတော့ခံခန့်ဖို့အရေးကြီးတယ်ရေတံမိုးတံလေတံလို့ပြောတဲ့လောကဓာတ်ရဲ့နှိမ့်ဆက်ခြင်းတွေသွေးဆောင်ဖြန်းခြင်းတွေစုံစမ်းတော့ချက်ချင်းတွေဝင်လာတဲ့အခါမှာခံနိုင်တဲ့အတ္တဖြစ်ဖို့အရေးကြီးတယ်ဒီတော်တော်များများအတ္တမခံတော့ဘူးပြုတ်နေသွားတယ်ဘာကြောင့်လဲအဆောက်အုံတစ်ခုရဲ့ခိုင်ခန့်ကြီးကတော့အင်ဂျင်နီယာနဲ့ဆိုင်တယ်ကျွန်တော်ရဲ့အတ္တဒီခိုင်ခန့်လို့ခုနပြောတဲ့အရာတွေရောက်လာတဲ့အခါမှာတွေ့ရတဲ့အခါမှာခံရနိုင်တဲ့အတ္တဖြစ်ဖို့ဆိုတာဘာနဲ့သွားလဲဆိုအင်ဂျင်နီယာနဲ့သွားလို့မရဘူးနှုတ်ဘတ်တော်နဲ့တည်ဆောက်ရတယ်ဟာလေလုယာအဲ့တော့နှုတ်ဘတ်တော်ရှိရတဲ့တတ်တာခိုင်ခိုင်မရှိရတဲ့တတ်တာပြိုလဲတယ်အဲ့ဒီနှုတ်ဘတ်တော်ရှိတဲ့အတတ်တာခိုင်ခိုင်နေပါလို့ပြောချင်ပါတယ်နော်ဆိုတော့တမန်တရားကိုများစွာလေ့ကျက်ဖို့အထဲမှာတည်နေဖို့အရေးကြီးပါတယ်လို့နော်နှုတ်ဘတ်တော်များဖတ်ရှိပါဒီနေ့ကျမ်းစာဖတ်ပြီးလာတဲ့လူတွေကလည်းထောင်ကြအောင်ဒီနေ့ကျွန်မနေ့ကပြောတာမဟုတ်ဘူးနော်မနေ့ကလည်းရောမထောင်နဲ့နော်ဒီနေ့ကျမ်းစာဖတ်ပြီးရတဲ့လူတွေကဲလက်ချကျေးဇူးတင်တယ်နည်းနည်းမျှသွားလို့ကျမ်းစာမဖတ်သေးတဲ့လူတွေကလည်းထောင်ကြအောင်ကဲကျေးဇူးတင်တယ်ဟုတ်ပြီအဲ့တော့ကျမ်းစာမဖတ်တဲ့လူတွေကကျမ်းစာမရှိလို့မဖတ်တာလားရှိရဲ့တန်းနဲ့မဖတ်တာလားတော်တော်တရားတော်မှာပြင်တာဆိုတော့ကျမ်းစာဖတ်ဖို့လိုပါတယ်လို့နော်ကျွန်တော်ပြောမယ်စိတ်မပိုင်နဲ့ဖတ်ပါစိတ်ပိုင်ရင်လည်းဖတ်ပါတချို့ကကျမ်းစာကိုဘာဖြစ်မှဖတ်လဲစိတ်ပါမှဖတ်တယ်စိတ်မပိုင်ရင်မဖတ်ဘူးဆရာဝန်ရှိမှဆေးသွားထိုးတယ်လေဆရာဝန်ကကျွန်တော်ရဲ့ဖင်ကိုတင်ပါကိုဆေးထိုးလိုက်တယ်ဆေးထိုးအဲ့နဲ့အထိုးခံဖို့စိတ်ပိုင်ရလို့ရှိတာဒီထဲမှာအရင်စိတ်ပါလေဆရာကြီးခုနှစ်ချောင်းတော့တပြိုင်နဲ့ထိုးစမ်းမှာဘယ်မှမရှိဘူးဒါဆိုအဲ့ဒါကစိတ်ပါလို့ဆေးထိုးတာလားလုံအပ်လို့လားအရေးကြီးတယ်ကျွန်တော်တို့ကစိတ်နဲ့သွားမှာဘူးအမိတ်နဲ့သွားမှာစိတ်နဲ့လားအမိတ်နဲ့လားစစ်ဘိုလ်တယောက်ကစစ်သားတွေကျွန်တော်ဒီမှာရှေ့မှာစစ်ဘိုလ်ကြီးရှိတယ်ဆိုတော့စစ်ဘိုလ်တယောက်ကစစ်သားတွေကိုတတိတတအေးစီဘာညာခိုင်းနေချင်တယ်မင်းတို့စိတ်ပါလားလှုပ်ချင်တာမေးကြတယ်လားဘယ်စိတ်ကိုမှမမေးဘူးတော့ဘယ်စစ်သားအောင်လားအမိတ်မယ်လို့ပြောတယ်စိတ်ပါမပါတော့ဘာတော့လဲအမိတ်ကျမ်းစာဖတ်ဖို့ဆုတောင်းဖို့ဟုံးဆက်သွားဖို့အစာရှောင်ဖို့ဖျားတောင်းလာဖို့ဆိုတာကစိတ်နဲ့မလုပ်ခိုင်းဘူးနော်ဘုရားအမိတ်နဲ့ခိုင်းနေတာဟာလေလုယာအမိတ်ဆိုတာကမဆိုင်တဲ့ဒီမပေးဘူးစစ်ဘောကစစ်သားတွေအမိတ်ပေးတဲ့အချိန်မှာနွားကြောင်းနေတဲ့ကောင်တွေကလိုက်လို့ဆရာမလို့ဘူးဒီအမိတ်ကသူနဲ့မဆိုင်ဘူးတင်နွားကြောင်းတော့ဆိုရင်မလုပ်နဲ့ပေါ့ဒါပဲရှိတယ်ဘုရားအမိတ်ကငါနဲ့မဆိုင်ဘူးဆိုတော့တင့်အစင်ကခါဝါရေးဆိုင်နေရှိတယ်ဒါကြောင့်ပြန်စဉ်းစားပါကိုကဘုရားနဲ့ဆိုင်တဲ့သူဆိုရင်အဲ့စိတ်ကိုဖယ်ရတယ်အမိတ်နဲ့သွားရတယ်ဟာလေလုယာဘာဖြစ်လို့ဘုရားအမိတ်ပေးရလဲသူနဲ့ဆိုင်လို့ပေးတာပါကျွန်တော်တို့အကျိုးအတွက်ပါဘုရားနာမဘုန်းကြီးပါစေဒီနေ့ကစပြီးကျမ်းစာကိုဘာမှဖြစ်ရင်လည်းဖတ်မလဲစိတ်မပါဘူးဒါပဲဆရာတယောက်ပြောတော့ကျွန်တော်ကြားလို့သဘောကျတယ်အမျိုးသမီးတွေကတချို့သူတွေကတဲ့ဟိုဗာလဲကျမ်းစာမှာဖတ်တာတဲ့ကိုရီးယားကများထိုင်ကြည့်တော့ပေါင်မှာခြင်ကြိုက်တာတော့မသိတော့ဘူးဆိုပဲအဲ့တော့တကယ်ပဲများများနှုတ်ပတ်တော်လေးလာပါအားရှိပါကျွန်တော်တို့ကနှုတ်ပတ်တော်နိုင်သွားပါစေအဲ့ဒါအရေးကြီးပါတယ်နော်ဆိုတော့ဟုတ်ပြီထားပါဆိုတော့ကျွန်တော်ရဲ့အသက်တာနှုတ်ပတ်တော်နဲ့တွားရင်ခိုင်ခန့်လာမယ်တာမန်လူစိတ်ပြတ်တာကျွန်တော်စိတ်မပြတ်တော့တာမန်လူညီးတော့ကျွန်တော်မညီးတော့တာမန်လူခွင့်မလွတ်နိုင်တော့ကျွန်တော်ခွင့်လွတ်နိုင်လာတယ်တာမန်လူမရက်တည်တော့ကျွန်တော်ရက်တည်နိုင်လာတယ်ဘာကြောင့်လဲဒါကြီးကဘာအားကောင်းလဲနှုတ်ပတ်တော်ရှိလို့ဒါပဲဘာကြောင့်လဲပတ်ဝန်းကျင်တစ်ခုလုံးရမေးခွန်းနေနဲ့တွားနေတာ question တွေများသွားတယ် why သို့လို့မေးခွန်းနေနဲ့တွားနေတာနှုတ်ပတ်တော်ရှိတဲ့လူရဲ့တတကိုယ့်အတွက်တည်းမကောက်သူတစ်ပါးတစ်ပါးအဖြစ်ဖြစ်လာတယ်ခံရတာနဲ့ကိုယ်တိုင်မစိုးရိမ်ရုံနဲ့မကောက်ဘူးစိုးရိမ်နေတဲ့လူကိုပြန်အားပေးနိုင်တယ်ဘာကြောင့်လဲနှုတ်ပတ်တော်ရှိလို့ဟာလေလုယာနှုတ်ပတ်တော်တင်ချပါအရေးကြီးပါတယ်ဟုတ်ပြီနော်အဲ့တော့ဘုရားเจ้าဆိုတာနှုတ်ပတ်တော်တွေဖတ်ထားတဲ့လူတွေလာစုဝေးရအရင်ဖြစ်ရငါတို့ကတက်လို့မဖတ်ဘူးဆိုတော့ဘုရားเจ้าမှာတစ်ခါတော့သွားနာထွင်ကြေးပါပြီမလုပ်ပါနဲ့မလုပ်ပါနဲ့ကိုယ်နဲ့ဖတ်ရှုနေတာကိုရေးကြည့်ပါတယ်လို့ပြောချင်တယ်တချို့ကမနာဘူးသိလားဘယ်တော့ပြောမနာဘူးဖတ်ဖို့ပါဖြစ်တယ်တတ်နိုင်ပြီလားအဲ့ဒါတော့နော်မတတ်နိုင်ဘူးဆက်သွားကြပါဒါပဲရှိတယ်နော်ဒါကြောင့်လေးလာပါ
မရှိဘူးနော်โอเคနောက်ဆုံးတစ်ခုကပါတယ်ရေတွင်းတူးတယ်တကယ်ခန္ဓာရ desert တွေနေရာတွေမှာရေအင်မတန်ရှားတယ်နောက်ကျွန်တော်ကြားလို့ပါတယ်တချို့ဒေသဆိုရေကားတော့မြတ်တိုက်ခံရတာရှိတယ်လေဆိုတော့ရေအင်မတန်တန်လို့ရှိတယ်ထမင်းသက်9ရက်ရေသက်10မိနစ်ဆိုတာရှိတယ်အဲ့တော့ခန္ဓာရခီးသွားတယ်တမန်လုံးမောလာတာကိုတူးလိုက်တဲ့ရေတွင်းကနေထွက်လာတဲ့ရေကိုသူတို့ပေးတောက်တဲ့အခါမှာအဲ့ခီးတွေကအမောပြေလို့အရန်ကျဉ်းနှံ့ခံစားရတယ်ဒီနေ့ကဘာမှာလူများစွာကန္နာရခီးသွားတယ်ပဲခုနကတော့မေးခွန်းတွေများစွာနဲ့မောနေကြတာအဲ့ဒီချိန်မှာကျွန်တော်တို့ကိုယ်တိုင်ကမြေကြီးမှာရေတွင်းသွားတူးပြောတာမဟုတ်ဘူးကျွန်တော်တို့ကိုယ်တိုင်ဟာအသက်ရည်ထွက်ရဆိုင်းရည်တွင်ဖြစ်တယ်ဘာလို့အထဲမှာခရစ်တော်ရှိတယ်ကျွန်တော်တို့ကိုတောင်းမိတဲ့လူကျွန်တော်နဲ့ထိတွေ့ပြီးကျွန်တော်တို့ကိုတောင်းမိတဲ့လူဟာအဲ့ဒီအရာကိုအဲ့ဒီခရစ်တော်ရဲ့မြတ်တော်ခံစားပြီးတော့မှယခုဘဝတမန်တော်ဘဝကျင့်နှံ့မှုရတာဖို့ဘုရားကကျွန်တော်တို့ကိုလှုပ်ဆောင်ထားတယ်။ဒါကိုနားလည်စေချင်တယ်နော်။ဒါကြောင့်ကိုယ်အပြင်ဘုရားခင်ကအသုံးပြုပြီးတော့မှပြောင်းလဲတဲ့သူရှိတာ။အဲ့ဒါကယခုဘဝတမန်တော်အတွက်အကျိုးကိုကိုယ်အပြင်ဘုရားခင်ခံစားစေတာ။ဒါကြောင့်ဒီမှာရှိတဲ့ရောက်စီတိုင်းယုံကြည်သူတွေအားလုံးအသက်ရည်ထွက်ရစမ်းရည်တွေဖြစ်နေကျွန်တော်ကိုဘုရားခင်အသုံးပြုနေတယ်။ကျွန်တော်ကိုထိတွေ့တယ်ကျွန်တော်ကိုခင်မင်းနဲ့ကျွန်တော်နဲ့အတူသွားလာနေတဲ့သူတွေအားလုံးဟာဘာဖြစ်လို့မယုံကြည်သူတွေနဲ့ဘုရားခင်ကိုယ့်ကိုပေးပြီးခင်တာလဲကျွန်တော်အထင်းမှာကျွန်တော်ဟာအသက်ရည်ထွက်ရဆိုင်းရည်တွေဖြစ်နေကျွန်တော်အထင်းလေးစီးဆင်းလာတဲ့ဘုရားမြတ်တော်ကိုတောက်သုံးပြီးထောင်လာအနှံ့ပြေသွားဖို့အတွက်လှုပ်ထားတာပါလို့ဘုရားကဒါကြောင့်နံပါတ်1ရစ်ပဏိကဘုရားနဲ့ဆိုင်တယ်နံပါတ်2တဲဟာကိုယ်နဲ့ဆိုင်တယ်နံပါတ်3ရေတွင်းတူတာသူတစ်ပါးနဲ့ဆိုင်တယ်ယုံကြည်သူတယောက်ဟာဘုရားနဲ့ဆိုင်တဲ့နေရာမှာတော့ကိုယ်တိုင်တော့သူတစ်ပါးနဲ့ဆိုင်တဲ့နေရာမှာပါအစဉ်ပြေနေဖို့အရေးကြီးပါတယ်လို့ကျေးဇူးတင်တယ်ကဲနောက်ဆုံးတစ်ခါပြန်ပြောကြည့်အောင်ရစ်ပဏိတည်တယ်ရစ်ပလင်တီးတယ်တဲဆောက်တယ်ရေရင်းတူးတယ်အတောင်ရောက်တဲ့အရာမှာကိုကဖျားနဲ့ဆိုင်တယ်ဆိုတာကိုကိုယ်ွယ်ချင်းဆိုတာရစ်ပလင်ပြတ်ပါစေနဲ့နံပါတ်2ကိုယ့်ရဲ့အတ္တတမာတရားနဲ့ခံခံပါစေတမာတရားအတွင်းဘယ်ရာကမှကျွန်တော်ခံခံမှုလုံးဝမပေးနိုင်ပါဘူးလို့တခြားဟာတွေမရှိတော့ရင်လည်းတမာတရားရှိရင်ခံခံပါတယ်တခြားအရာတွေဘလောက်ပဲရှိတမာတရားမရှိရင်မခံခံပါဘူးနံပါတ်3ကျွန်တော်ရဲ့အတ္တအသက်ရထွက်ရဆိုင်းရဖြစ်နေဘုရားကကျွန်တော်တို့ကိုအသုံးပြုနေတယ်ဆိုတော့နားလည်အောင်လို့ကျေးဇူးတင်ပါတယ်ဒီကနေ့ဝေငှချက်နဲ့ပတ်သက်တော့၎င်းဝေငှနဲ့ကျွန်တော်ပုံမှာတော့၎င်းမကျေနပ်တာတွေတင်းမာတာတွေရှိပါသလားခင်ဗျာအဲ့ဒါတော့ပြောထားတော့ငါတို့ကိုယ်ရကြမှာပြောမယ်မလုပ်ပါနဲ့ကိုယ်ရကြမှာကျွန်တော်ပြောခြင်းဘုရားသခင်လည်းပြောပါဆုတောင်းပါဆုတောင်းပေးပါလို့เนาะကျေးဇူးတင်ပါတယ်ဘုရားကောင်းကြီးရှိပါစေတော်ပါထူပါနော်